မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုယ်တော်တိုင်ဖြေရှင်းခဲ့ရတဲ့ပြဿနာလေးတစ်ခုကိုပြောပြခြင်းဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးနာလန္ဒမြို့ပါဝါရိကတရက်ဥယျာဉ်မှာတည်င်းသုံးတော့အဲ့ဒီနာလန္ဒမြို့ကိုအခြေချပြီးတော့နေတဲ့နိကန္ထနာတပုဒ္ဒဒိဋ္ဌိဆရာကြီး6ယောက်ထဲက1ယောက်အပါဝင်ပေါ့နော်အဲ့ဒီဒိဋ္ဌိဆရာကြီးရဲ့တပည့်ဖြစ်တဲ့ဒီကတပတ်တိတဲ့ဒီကဆိုတာရှီလျားတာတပတ်တိဆိုတာကအကျင့်တွေကိုအကြာကြီးကျင့်ခဲ့ပြီးပြီဖြစ်တဲ့တပည့်1ယောက်ပေါ့နိဂါထာနာတဗုဒ္ဓဆရာကြီးရဲ့တပည့်ပေါ့နော်အဲ့ဒီဒီကတပတ်တိဆိုတဲ့တပည့်ကတနေ့တော့မြတ်စွာဘုရားကြီးကိုရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားရှိမှရှိခိုးတာတွေဝှချတာတွေမရှိဘူးမတ်တက်ရက်ပြီးတော့နေတော့မြတ်စွာဘုရားကဒီကတပတ်တိနေရာတွေရှိတယ်ထိုင်လို့တဲ့ဆန္ဒရှိရင်ထိုင်ပါအဲ့ဒီတော့သူထိုင်နေအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ကိုမေးတယ်ဒီကတပတ်တိတဲ့သင်တို့ရဲ့ဆရာနိဂန္ဓနာတဗုဒ္ဓကအပြစ်တွေမှာမကောင်းမှုမှာကံဘယ်နှမျိုးလောက်တတ်မှတ်တယ်လေတဲ့ရှင်ဂေါတမကျွန်ုပ်တို့ရဲ့ဆရာကကံလို့တတ်မှတ်တဲ့သဘောမရှိဘူးဒံလို့တတ်မှတ်တဲ့သဘောရှိတယ်တဲ့ဘယ်လိုတတ်မှတ်တယ်အေးဒံနဲ့အဲ့ဒီဒံကိုဘယ်နှမျိုးတတ်မှတ်တယ်လဲ၃မျိုးတတ်မှတ်ပါလေကာယဒံရဲ့ဝစီဒံရဲ့မနောဒံရဲ့လို့ဒံကို၃မျိုးတတ်မှတ်တယ်ကိုယ်နဲ့အပြစ်ကိုပြုရင်ကာယဒံပေါ့နှုတ်နဲ့အပြစ်တွေပြောရင်ဝစီဒံပေါ့စိတ်နဲ့မကောင်းတာတွေကြံရင်မနောဒံပေါ့အဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီဒံ၃ပါးထဲမှာဘယ်ဒံဟာအပြစ်ကြီးဆုံးလို့သတ်မှတ်လဲတဲ့မှန်ပါတဲ့အဲ့ဒီဒံ၃ပါးထဲမှာကာယဒံကိုအပြစ်အကြီးဆုံးလို့ကျွန်ုပ်တို့ရဲ့ဆရာကြီးကသတ်မှတ်ပါတယ်တဲ့အဲ့ဒီစကားကိုမြတ်စွာဘုရားက၃ချိန်တိတိမေးတယ်ခိုင်မြဲသွားအောင်လို့နော်ကာယဒံကိုအပြစ်ကြီးဆုံးလို့သတ်မှတ်တယ်လို့သင်ပြောလိုက်သလားမှန်မှန်ပြောလိုက်တယ်အဲ့ဒါ၃ချိန်တိုင်တိုင်မေးတယ်မေးပြီးတော့မြတ်စွာဘုရားဒီတိုင်းနေအဲ့ဒါကိုဒီကတပတ်တိကမြတ်စွာဘုရားနီးတူပဲမြတ်စွာဘုရားကိုပြန်လှမ်းပြီးတော့မေးခွန်းထုတ်တယ်အရှင်နဲ့အရှင်ရဲ့အဆုံးအမမှာလည်းပဲမကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြန်သတ်မှတ်ပါတယ်လို့မေးတယ်မေးတော့ငါကတော့ဒံလို့မသတ်မှတ်ဘူးကံလို့သတ်မှတ်တယ်တဲ့ကံလို့သတ်မှတ်တယ်ဆိုရင်အရှင်ဘုရားတဲ့ကံကိုဘယ်နှမျိုးလောက်သတ်မှတ်လဲကာယနဲ့မကောင်းတာပြုမယ်ဆိုရင်ကာယကံနှုတ်နဲ့ပြောမယ်ဆိုရင်ဝစီကံစိတ်နဲ့ကြံမယ်ဆိုရင်တော့မနောကံလို့ကံ၃မျိုးငါသတ်မှတ်တယ်တဲ့အဲ့ဒီကံ၃မျိုးမှာလည်းပဲအဘယ်ကံဟာအပြစ်ကြီးဆုံးလို့အရှင်သတ်မှတ်ပါတယ်လေမနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်တယ်တဲ့အဲ့ဒါကိုလည်းသူကဖျားနေသူ၃ချိန်ပြန်မေးတယ်မနောကံကိုအပြစ်ကြီးဆုံးလို့အရှင်ဂေါတမပြောလိုက်သလားဟုတ်တယ်ငါပြောလိုက်တယ်၃ချိန်မေးတယ်အဲ့ဒါလိုပြောဆိုဆွေးနွေးပြီးတော့ဒီကတပတ်တေကနေရာကထသွားရောသွားပြီးတော့သူ့ဆရာကြီးရှိတဲ့နေရာရောက်ဆရာကြီးတွေရောက်တော့ပိဋကတ်တွေကအများကြီးပဲဥပါလိလို့အမည်ရတဲ့တထေးကြီးတယောက်ကခေါင်းဆောင်ထားတဲ့ပိဋကတ်နာလန္ဒမြို့ရဲ့မြို့မြင့်တဲ့ဘုန်းကြီးပေါ့နော်အဲ့ဒီအချိန်မှာဒီကတပတ်တေကရောက်သွားတော့မြတ်စွာဘုရားနဲ့သူနဲ့ဆွေးနွေးခဲ့ရတဲ့အကြောင်းကိုသူ့ဆရာကြီးကိုတင်ပြတယ်ယဟန်ဂေါတမနဲ့သူနဲ့ဒီလိုဆွေးနွေးခဲ့တယ်အဲ့ဒီတော့ဆရာကြီးကသူ့ကိုကောင်းကြီးပေးတယ်ကောင်းပြီစွာသင်ဟာပြောသင့်ပြောလိုက်တာကိုပြောခဲ့ပြီတယ်ယဟန်ဂေါတမမဟုတ်တာတွေလျှောက်ပြောတယ်ဘယ်နဲ့အကောင်အထည်ရှာမရတဲ့မနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်ရတယ်လို့တကယ်ဆိုကိုတိလက်ရောက်လွန်ကျူးတဲ့ကျူးလွန်မှုတွေဟာအပြစ်အကြီးဆုံးဆိုတာလူတိုင်းသိနိုင်တယ်ဒီလောက်လွယ်တဲ့သိလွယ်တဲ့ကိစ္စကိုပဲမှားမှားယွင်းယွင်းမနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်မှသတ်မှတ်ပလီတယ်လို့မြတ်စွာဘုရားကိုရှုံချအဲ့ဒီမှာဥပါလိဆိုတဲ့တကြွယ်ကြီးကသူ့ရဲ့ဆရာနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုအရှင်ဘုရားတဲ့အကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့အဲ့ဒီဂေါတမဗုဒ္ဓကိုဝါဒတွေဆွတ်ဆွဲပြီးတော့ဝါဒတွေနဲ့တင်ပြီးတော့နှိပ်ကွချင်တယ်တဲ့ကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့စကားစစ်ပွဲကြီးဆင်နွှဲခြင်းတယ်ဟုတ်
အားကောင်းမောင်းတန်ယောက်ျားတစ်ယောက်ဟာစိတ်ကလေးတစ်ကောင်တိုးကလေးတစ်ကောင်ကိုနရွက်ကနေဆွဲပြီးတော့ပွေရမ်းလိုက်တဲ့လူမျိုးရှေ့တို့နောက်ဆုတ်လှုပ်လိုက်တဲ့လူမျိုးအယူဝါဒရေးရာမှာတွတ်တွတ်ခါသွားအောင်သွားပြီးတော့ပြောပြလိုက်ခြင်းလေတေတောက်ကျူးအရက်သမားဟာသူ့ရဲ့အရက်ခွက်ကိုအပေါ်ကနေနှိပ်ပြီးတော့ဇပွဲနဲ့ပုတ်ပြီးတော့ဆွဲလိုက်တယ်လို့ဆွဲမပြီးတော့ကင်မြောက်ပြီးတော့ပွေရမ်းလိုက်တယ်လို့ကြိုက်တယ်လို့လှုပ်တယ်လို့မျိုးယဟန်ဂေါရမကိုအယူဝါဒရေးရာအမှာခြားခြားလဲသွားအောင်သွားပြောပြလိုက်ခြင်းလေသူကကြုံသွားတာနော်အဲ့ဒီတော့နိဂါရနန္ဒဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားယွင်းနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုတော့သဘောမတူတဲ့လူကဒီကတပတ်တိကသဘောမတူအရှင်နဲ့ယဟန်ဂေါရမသည်ကိုဥပါလိတကျေသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ဘာပြုလို့လဲဆိုတော့ယဟန်ဂေါရမဟာသူများတပည့်ကိုကိုယ်တပည့်ဖြစ်အောင်သွေးဆောင်ဖြားယောင်းနဲ့စိတ်ညှို့အတတ်ပညာကိုတတ်တယ်တဲ့အရှင်ရဲ့အားကိုးရတဲ့တခါတယောက်သူများလက်ထဲပါသွားမှာဆိုးလို့သဘောမတူအဲ့ဒီတော့နိဂါရဏန္ဒဗုဒ္ဓဆရာကြီးကဂိုင်းဥပါလိသွားမှာကိုသွားပါစေဥပါလိဟာယဟန်ဂေါရမရဲ့တပည့်ဖြစ်เสียအကြောင်းမရှိဘူးဖြစ်ချင်းဖြစ်ရင်ယဟန်ဂေါရမဒီပင်နဲ့ဥပါလိတကြွယ်ရဲ့တပည့်ဖြစ်เสียအကြောင်းရှိယုံကြည်တယ်နော်သူတပည့်ကိုအဲ့ဒီလိုနဲ့ဥပါလိကလည်းနောက်ပါအချမ်းရံနေချမ်းရံပြီးတော့မြတ်စွာဘုရားသည်ကိုခြိတက်သွားရောမြတ်စွာဘုရားသည်ရောက်တော့သူလည်းရှိမခိုးပါဘူးအဲ့ဒီလိုပဲဘုရားရှိမှတင့်တော်တဲ့နေရာမှာထိုင်ပြီးတော့အရှင်ဘုရားဒီကတပတ်တည်နဲ့အရှင်တို့ဘာတွေပြောကြသလဲအဲ့ဒီမှာမြတ်စွာဘုရားကပြောခဲ့တဲ့အကြောင်းတွေကိုပြန်ပြောင်းတော့မိန့်ရှိတော့အရှင်ဘုရားတဲ့ဒီကတပတ်တည်ပြောတာကောင်းပါပဲစွာဘယ်နဲ့ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွယ်တဲ့ဒီနေရာမှာသင်ဟာသစ္စာစကားမှာတီမယ်ဆိုလို့ရှိရင်သင်နဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်တယ်ဆိုရင်လက်ခံကြည်ဟုတ်လားသစ္စာမှာတီမယ်ဆိုရင်ဆွေးနွေးကြတာပေါ့မှန်လားပါဗျာတပည့်တော်ယုတ်တိယုတ်တာရှိတဲ့သဘာဝစိုက်တယ်မှန်တယ်ဆိုရင်တပည့်တော်လက်ခံအဲ့ဒီလိုနဲ့ပြောကြရောပြောတော့မြတ်စွာဘုရားကသူ့ကိုမေခွန်းအရင်စပြီးတော့ထုတ်တယ်တကြွယ်တဲ့သင်တို့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကရေအေးကိုပယ်ရမယ်လို့ဟောတယ်ရေအေးထဲမှာအသက်ကလေးတွေပါတယ်ပိုးကောင်လေးတွေပါတယ်ပေါ့နော်သူတို့ကရေနွေးကိုတုံးတာအဲ့ဒါသင်တို့ရဲ့တပည့်တယောက်ကအကျင့်မြတ်ကိုသင်တို့ယူဆတဲ့အကျင့်မြတ်ကိုကျင့်ရင်းနဲ့ရေအေးကိုတန်းတန်းပြီးတော့ရေနွေးကိုမသုံးကျင်မဲနဲ့သုံးပြီးတော့ရေအေးကိုတောင့်တရင်းနဲ့သေသွားတယ်ဆိုကြပါစို့အဲ့ဒါဘာဖြစ်တယ်လို့သင်တို့ရဲ့ဆရာကြီးကဟောလေတဲ့မှန်လားပါဗျာစိတ်ဆွဲလို့သေတဲ့အတွက်ကြောင့်ဖြစ်တဲ့နတ်တစ်မျိုးရှိတယ်အဲ့ဒီနတ်မျိုးမှာသွားပြီးတော့ဖြစ်တယ်လို့ကျွန်တော်ဆရာကြီးကဟောပါတယ်ဘာဖြစ်လို့အဲ့ဒါလိုနတ်ဖြစ်တယ်လဲဆိုစိတ်ဆွဲလန်းပြီးတော့သေတဲ့အတွက်ကြောင့်နတ်ဖြစ်တာပါအဲ့ဒီလိုဆိုရင်စိတ်စေတနာကအဓိကကျနေတယ်လို့သူဝန်ခံလိုက်တာဖြစ်သွားဟုတ်လားအဲ့ဒီမှာတကြွယ်တဲ့သင်စကားကိုစဉ်းစားဆင်ခြင်ပြီးတော့ပြောသင်စကားရှင်းတော့မညီဘူးဖြစ်နေတယ်စောစောကမနောကအဓိကမကြဘူးလို့ပြောထားတယ်အခုတော့စိတ်ဆွဲပြီးတော့သေတဲ့အတွက်ကြောင့်စိတ်ဆွဲသေတဲ့နတ်ဖြစ်ရတယ်လို့သင်ပြောပြန်ပြီမှန်လားပါတဲ့အရှင်ဘာပဲပြောကာယဒံဒီသာနဲ့အပြည့်အကြီးဆုံးမနောဒံဒီကာယဒံလောက်အပြည့်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေစေပဲဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တကြွယ်တဲ့နိဂန္ဓနာတဗုဒ္ဓဆရာကြီးရဲ့တပည့်တယောက်လမ်းလျှောက်ရင်းနဲ့မသိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုဆိုရင်ဘယ်လိုသတ်မှတ်လဲမှန်လားပါဗျာအပြစ်တော်ရှိတော့ရှိပါရဲ့သို့သောအပြစ်မကြီးပါဘူးဖေ။ဘာဖြစ်လို့လဲစေတနာမပါလို့အပြစ်မကြီးပါဘူးဖေ။စေတနာပါရင်ဟောစေတနာပါရင်တော့အပြစ်ကြီးပါလေဖေ။စေတနာကိုသင်တို့မှာဘာဒံလို့သတ်မှတ်လဲမနောဒံလို့သတ်မှတ်ပါလေဖေ။တကြွယ်စကားကိုစဉ်းစားပြီးတော့ပြောရှင်းတော့မညီဘူးဖြစ်နေတယ်စေတနာပါရင်အပြစ်ကြီးတယ်စေတနာမပါရင်အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိကကြမနေဘူးလား